Hello အားလုံးမင်္ဂလာပါဒီနေ့ကတော့ unboxing လုပ်မှာဖြစ်ပါတယ် Oceania လေးကို unboxing လုပ်မှာဖြစ်ပါတယ်ဒီဥစ္စာက niche ထဲမှာဟိုပါပေါ့နော်ပထမဦးဆုံးဒီ package နဲ့ဝယ်ဖို့တဲ့ niche ဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ memory ကိုပြန်ပြီးတော့ပြောပြရမယ်ဆိုရင်ဘယ်လိုပြောပြရမလဲပထမဆုံး niche တွေစားဝယ်တော့နောက်ဆုံးရှုပ်ရတဲ့နာကတော့မှတ်တရအနေနဲ့ကတော့ Saber Mountain Water ရဲ့ Mr. Pacific Gorgon ရဲ့ Aqua Universalis ပေါ့နော် Aqua Universalis ရှိတယ်နော်အဲ့ဟာရဲ့ကပထမဆုံးရှုပ်ရတဲ့ niche ကိုနှလုံးပြပါတယ်ဒီကောင်ကကြတော့နောက်မှတတိယတခုပေါ့နော်တတိယရှုပ် niche ထဲမှာတတိယရှုပ်ရဟာဒီကန်အသေးလေး3 ml လေးသေးလေးစားပြီးတော့ရှုပ်ဖို့ခဲ့ဆက်ရှုလိုက်ရလောလုံးဝဒါလေးကလုံးဝ memory ရှိတယ်သူ့ကိုထုံးစောတိုင်းဘယ်လိုမလဲ lucky ဖြစ်တယ်လို့ခံစားရတယ်နော်lucky moment တွေကိုရတယ်လို့ခံစားရတဲ့ရင်မွေးပေါ့နော်အဲဆိုရင်စပြီးတော့အမောင်းစင်းလုပ်လိုက်ရအောင်ဆိုတော့ဒါတစ်ခါမှအဲ့လိုဒီလုံးနေမွေးဘူးတော့ဒီတေးဖောက်ရအောင်ဒီကပထမဆုံးပေါ့နော်လုံးကြီးကိုဝယ်ပြီးတာကTesta က Mimo Paris ရဲ့ French လေးဒါကို Testa လုံးကြီးတစ်လုံးဝယ်ပြီးတော့သူကလည်းအဲ့လိုရင်ခုန်စရာမကောင်းဘူးဂျက်ဖာဘုံလေးနဲ့ဒီတိုင်းလေးပဲလာပြီးတော့ Testa ဆိုတော့တည့်ရတယ်လေဟိုလိုဖုံးလည်းမပါဘူးပေါ့နော်အထိုင်တော့ပြတ်သွားတယ်ဒီအောင်ဒီလိုပဲဆွဲဖြဲလိုက်မှလည်းရတယ်မဟုတ်ဘူးဖြဲပြီးတော့ထွက်လိုက်တော့လိုက်ပါမယ်ရင်ခုန်ရောOoh, gorgeous, so gorgeous, amazing. Oh my goodness. Packaging is share no. ဒီနောက်မှာလည်းစာရေးထားတာနော်စာရေးထားတာဆိုတော့ Oceans နဲ့ပတ်သက်တဲ့ဟာတွေ 5% ပေါ့နော်ဒီထဲကရောင်းဝယ်ရနေပြီးအများဝယ်ရနေတော့လှူဒန်းမယ်လို့ရေးထားတာပေါ့နော်ဒီနောက်မှာဒါရေးထားဒီအဖုံးကဝယ်လက်ထားတာအဖုံးကပဲတသိန်းလောက်တန်တယ်။အိုးဝင်းကြီးကလည်းအကြီးပဲကြာအလေးပဲပေါက်ရင်နှစ်ဖူးကွဲတယ်။ Oh my god စီးပိုင်ရောပဲတော့ luxury ပါရပြင်းရနားလေးတစ်ချက်စမ်းကြည့်အောင်နားလေးတစ်ချက်စမ်းကြည့်မယ်ပေါ့နော်။ဒီလိုနားလေးဆုံးfamiliar very familiar ဖြစ်တဲ့အနံ့မျိုးတော့ citrus ဘောင်းစုံပေါ့နော်တော့အချင်တက်တွေဘောင်းစုံစုပေါင်းပြီးတော့ထည့်စုပြုံပြီးတော့ထည့်ထားပြီးတော့ပင်လယ်ထဲကိုရောက်သွားတယ်စီးနှုတ်တော့မပါဘူးစီးနှုတ်မပါဘဲတော့ပင်လယ်သူ့ရဲ့နှုတ်တွေကတော့နှုတ်တွေကိုပြောရရင်တော့citrus တွေစုပြုံထည့်ထားတဲ့အနံ့မျိုးချင်ဆူးပြီးတော့လောက refresh ဖြစ်သွားတဲ့ဟာမျိုးပေါ့နော်တော့ mass appealing ဖြစ်တယ်ငွေရပေါ့နော်ငွေဒါအားမိုက်တယ် lavender ပါမယ်အဲ lavender နားပဲသူရဲ့ luxury ဖြစ်တဲ့ပုံစံမျိုးပဲကိုဆွဲဆောင်ရမယ်တော့ပါမှာ lavender ပန်းနားလေးပါဖလောင်းတော့ citrus နဲ့စား lavender နဲ့တွားတယ် lavender လေးနဲ့သူငွေလေးရင်းရင်းတွားနေတော့ dry down ရောက်သွားရင်နောက်တစ်ဖြူတမခါနဲ့ပေါ့နော်နာမျိုးတွားတေးသေးမွေးရင်းရင်းလေးနဲ့ဟိုတသိမ့်မွေးနေတာပေါ့နော်အဲ့ဟာအလုံးက long lasting ကောင်းတယ်ဆိုတာဒီမွေးပါလားဆိုပြီးတော့ဖြစ်ရလောက်တဲ့ဒီအရန်ကြိုက်တာဒီဥစ္စာလေးကျွန်တော်တို့အမှတ်တရတွေကတော့ဒီဥစ္စာကိုတွားတိုင်းလေရင်ကွင်းတွားတိုင်းစုဖြစ်တဲ့အမှတ်တရပေါ့နော်လေရင်ကွင်းတွားတိုင်းဒီဥစ္စာကိုစုဖြစ်တယ်အမှတ်မဲ့ရအများနဲ့ခီးတွားရင်စုဖြစ်တယ်အဲ့တော့ခီးတွားတဲ့ဘိုင်းမျိုးရပေါ်ပါလန်းဆန်းပြီးတော့energetic ဖြစ်သွားတယ် energy အပြည့်နဲ့ခီးတွားရင်စုဖြစ်တဲ့နာမျိုးပေါ့နော်အဲ့ဟာမျိုးရတယ်ဒီဥစ္စာရဲ့ vibe ကြကြတော့ဒီကောင်က10 hour plus ပဲ10 hour plus long lasting အားကောင်းတယ်ဒါပေမဲ့သူများတွေရဲ့အနားကြီးမှာတော့
ပြောတတ်ဘူးပေါ့နော်ဝီမှာပေါ့နော်အရန်ချိုအီနေရှောင်းနေပြီးတော့သွားတဲ့ဟာတွေကြိုက်ရလို့ဆိုတော့ဒီကောင်ကြိုက်မှာမဟုတ်ဒါမချိုတိမ်နေမွေလေးနဲ့လုံးဝ class တစ်ခုရှိရဲ့အနံ့မျိုးပေါ့နော်တံပြန်ပြီးတော့နောက်ဆုံး dry down ရောက်တဲ့အချိန်တိမ်မွေပြီးတော့စန်တဝတ်ချီတော့တနက်တချင်းနဲ့ပေါ့နော်အဓိကတော့လက်တယ်နဲ့ဒီဟာကိုစွတ်ထားလို့ရှိရင် fresh ဖြစ်တဲ့လန်းဆန်းနဲ့တက်ကြွတယ်ကိုနောက်ပြီးတော့ next level တခုရောက်တဲ့အထိကိုခံစားချက်ကောင်းစေတယ်ပေါ့နော်ပြီးတော့သူ့လက်မှတ်တရတော့သူနဲ့သူ့ဆိုတာနေဆိုရင် lucky ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော် lucky ဖြစ်တယ်မျိုးတခုခုကံကောင်းချင်တဲ့နေ့တွေမှာဆိုလည်းရွေးဆုပ်ဖြစ်တယ်ပေါ့နော်နည်းနည်းလေး energize ဖြစ်တယ်အဲ့လိုအင်ဂျီမှာတရက်ဆိုတာလိုက်ရင်တော့9ရက်6ရက်တပတ်လောက်ခံမွေးရတော့မွေးရဟိုလောက်တော့ပြက်လိုက်တော့ရိုင်း projection ကရိုင်းတိတ်မကောင်းတဲ့ထဲမှာမပါဘူးဒါပေမဲ့သူ့ရဲ့ moderate ပေါ့နော် moderate လောက်တော့အမှန်တရားရှိတယ် long lasting ကတော့ကောင်းတယ် share ကောင်းတယ်စီရရှိပါရတော့တိတ်တော့မသိဘူးသူများအနက်ဆွဲပြီးကြံခဲ့လာပါလားတော့မသိဘူးပေါ့နော်ဒါပေမဲ့နောက်တော့တအားကြိုက်ရမလဲရန်ခီးသွားရင်တုံးတဲ့ရင်မွေးလေစိတ်ဆင်းရင်တုံးတဲ့ရင်မွေးကိုကန်ကောင်းခြင်းတဲ့နေ့တွေပေါ့နော်အဲ့မှာဆွဖြစ်တဲ့ရင်မွေးနေနဲ့ဒါကတုံးပြတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းပြန်ပြီးတွေ့